အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဟယ်ဒီပါဒီနေ့ကျွန်တော် share လုပ်ပေးသွားမယ့်အကြောင်းအရာကတော့ပရိုဘောက်အကြောင်းပဲဖြစ်ပါတယ်မြန်မာနိုင်ငံလူတော်များများတက်စီလို့ပြောလိုက်တာနဲ့ပရိုဘောက်ကိုပြေးမြင်ကြပါတယ်ပထမဆုံးချက်ကျွန်တော်ပြောချင်တာကကျွန်တော်ဒီဆရာကြီးမဟုတ်ပါဘူးကျွန်တော်တီးတလောက်တက်တလောက်လေးကို sharing ဖြစ်ခြင်းဖြစ်ပါတယ်ဒီထဲမှာအမှားယွင်းတွေပါကောင်းပါနိုင်ပါတယ်အဲ့ဒါတွေအတွက်လည်းကျွန်တော်ကြိုပြီးတော့မေတ္တာရက်ခံထားပါတယ်ကဲအားလုံးစားလိုက်ရအောင်ပရိုဘောက်အကြောင်းပြောမယ်ဆိုရင်တော့ပရိုဘောက်နဲ့မျိုးစိတ်တူတဲ့ဆက်စီကိုပဲတွဲပြောမှရမယ်ဗျပထမဆုံးအနေနဲ့ပရိုဘောက်မှာပါတဲ့ Chelsea တွေကတော့သူက NCP နဲ့လာရင်တော့ဒီကောင်ကတက်စီမျိုးစားပေါ့ NLP ဆိုတာရှိသေးတယ် NLP ကကြောင့်ဒီကောင် diesel မျိုးစားမြန်မာနိုင်ငံမှာလူတွေ့များတာတော့ NCP ကအများဆုံးပဲ NCP မှာ50ရှိမယ်51ရှိမယ်55ရှိမယ်58ရှိမယ်သူကမျိုးစုံရှိမယ်အဲ့ထဲမှာ NCP 50ဆိုတာ 0.3 Chelsea ဖြစ်ပြီးတော့ NCP 51ကသူက0.5 Chelsea ဖြစ်ပရိုဘောက်မှာကျတော့ NCP 51လဲလာတယ် NCP 50လဲလာတယ် 0.3 0.5 နှစ်မျိုးလာတယ်ဆက်စီမှာကျတော့ NCP 51ပဲလာတယ်သူကကျ0.5ပဲလာတယ် 0.3 မလာဘူးဆက်စီမှာပြီးရင် name plate ပြကိုသူက1008ဆိုရင်ပရိုဘောက်ကဆက်စီရော name plate ပြမဲသွားပြီသူကပြီးရင်2011 2012မှာအင်ဂျင်ကန်ပြောင်းမယ်ရုပ်ပြောင်းမယ်2014မှာကျတော့သူကအပြင်ရုပ်ပါပြောင်းသွားပြီ grade တွေအနေနဲ့လည်းအကျမ်းအားဖြင့် DH UL GL TH UL package TH package ဆိုပြီးတော့အစားအစာရှိgrade တွေကိုအလွယ်ဆုံးမှတ်လို့ရတာကတော့ DH ဆိုရင် power တစ်ပေါက် UL GL TH တို့ကတော့ power 2ပေါက်နဲ့ UL package TH package တွေကတော့ power 4ပေါက်နဲ့လာဒီဗီဒီယိုလေးကလူချင်းမင်းအတွက်အကျိုးရှိမယ်ဆိုရင်တော့ကျွန်တော် channel လေးကို subscribe လုပ်ခဲ့ပေးပါနောက်ဗီဒီယိုတွေမှာလည်းလူချင်းမင်းတို့အတွက်အကျိုးရှိမဲ့ knowledge sharing ဗီဒီယိုလေးတွေကိုလုပ်ပေးသွားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်